နာအိတ်သဘောဟာပါလေတဲ့ဝေဒနာပါဝေဒနာဒီနာလို့ဘုရားဟောပါတယ်အဲ့ဒီတော့ခံစားတဲ့သဘောလေးကိုသေသေးချာချာရှေ့စိတ်ကလေးကခံစားရင်နောက်စိတ်ကလေးကလိုက်ကြည့်ရှေ့စိတ်ကလေးကဘယ်လိုခံစားနေတော့ဆိုသူ့သဘောလေးကိုလိုက်တင်တာလည်းခံစားလိုက်လိမ့်မယ်တောင်းတာလည်းခံစားလိုက်လိမ့်မယ်တင်းတယ်တောင်းတယ်လို့တင်ညာမပေးနဲ့နာသဘောကလိုက်သူ့သဘောဘယ်လိုခံစားရတယ်လဲဆိုတော့သူ့သဘောလေးကိုလိုက်ကြည့်တင်တာလည်းခံစားတယ်တောင်းတာလည်းခံစားတယ်ထုံတာလည်းခံစားတယ်အောင့်တာလည်းခံစားတယ်ကြက်တာလည်းခံစားတယ်ပူတာလည်းခံစားတယ်အေးတာလည်းခံစားတယ်လှုပ်တာလည်းခံစားတယ်စိမ့်တာခန္ဓာစိမ့်တာလည်းခံစားတယ်ဝါတာလည်းခံစားတယ်အတုပါကြီးပေါ်တာလည်းခံစားတယ်ပုတ်တာပေါ်လည်းပုတ်တယ်လို့ခံစားတယ်ခံစားတာတခုတည်းသာသိခံစားတာတခုတည်းသိတော့ဖြစ်ပြဆုံးသွားလိမ့်ဘယ်ဖြစ်ပြဆုံးတယ်တဲ့စေတသိက်ဖြစ်ပြတင်ညာတွေဆုံးကုန်လိမ့်နာမ်ပြက်တွေဆုံးကုန်လိမ့်စေတသိက်ဆိုတာနာမ်ပြက်ဝေဒနာတင်ညာသင်္ခါရဝိညာဏနဲ့နာခန္ဓာ၄ပါးရှိနာခန္ဓာ၄ပါးရှိတော့ဝေဒနာမှာဝေဒနာတွေရပ်တော့တင်ညာမပါဘူးတင်ညာမပေးတော့တဲ့သင်္ခါရပြုတ်ပြန်မပေးဘူးဟောနာယုတ်ကြာနေတယ်ဖောက်ပြန်တဲ့သဘောနဲ့ခံစားတတ်တဲ့သဘောနာယုတ်တစ်ခုဝေဒနာခံစားမှုသဘောကြာနေတင်ညာနဲ့စေတသိက်လွတ်သွားတယ်တင်းတယ်တောင်းတယ်ဆိုတာတင်ညာတင်းတယ်လို့သိတယ်တောင်းတယ်လို့သိတာအဲ့ဒါကစေတသိက်စေတသိက်သင်ညက်ခန္ဓာသင်္ခါရခန္ဓာတဲ့အဲ့ဒီစေတသိက်သင်ညက်ခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့အဲ့ဒီခန္ဓာနှစ်ပါးချုပ်သွားလိမ့်ဘာချမ်းနေလဲတဲ့ဖောက်ပြန်တဲ့သဘောရဲ့ခံစားတတ်တဲ့သဘောနာယုတ်ဝေဒနာခန္ဓာချမ်းနေလိမ့်အဲ့ဒါမှဝေဒနာတွေရပ်တော့ဝေဒနာတွေရပ်ဖို့အရေးကြီးတယ်ဝေဒနာကိုတဏှာမကူးစီနဲ့တဏှာကူးသွားရင်ဥပါဒံဖြစ်သွားမယ်မခံစားခြင်းနဲ့စိတ်ကြီးဖြစ်ပေါ်ဝေဒနာသည်နာတယ်လို့သင်ညာမပေးနဲ့နာတယ်လို့သင်ညာပေးနာတာကြီးကိုဆွဲလန်းသွားမယ်ပူတယ်လို့သင်ညာပေးရင်ပူတယ်လို့ဆွဲလန်းသွားမယ်ပူတာပေါ်လာတော့ပူတယ်လို့မသိနဲ့ပူတာကိုဝေဒနာပါလားဝေဒနာသည်နာဤခံစားမှုသဘောပါလားနာဤသဘောကဘာလို့တာလဲခံစားတယ်လို့ဒါပဲသိခံစားတဲ့သဘောလေးကိုသာသိပြပြန်ဘာမှမသိနဲ့တင်းတယ်တောင်းတယ်လို့သိလိုက်ရင်ဝေဒနာတဏှာကူးသွားမယ်အဲ့တော့ဝေဒနာကိုခံစားမှုသဘောတရားလေးကိုရှေ့စိတ်ကခံစားနေတယ်နောက်ကဘယ်လိုခံနောက်စိတ်ကလေးကလိုက်ကြည့်သူဤသဘောကဘယ်လိုလဲနာသဘောကိုလိုက်တာနော်နာသဘောကဘာလဲခံစားတယ်ရုပ်သဘောကဘာလဲဖောက်ပြန်တဲ့ရုပ်ဝေဒနာကိုနာကခံစားတယ်အဲ့ဒီခံစားတဲ့သဘောတရားကိုခံစားတာပဲသိဝေဒနာခန္ဓာတွေဝေဒနာတွေရပ်ပါဝေဒနာကိုတဏှာမကူပါနဲ့ဝေဒနာကိုတဏှာကူးသွားရင်ဥပါဒံဖြစ်သွားမယ်ဥပါဒံဖြစ်ရင်ဘဝရဘဝရရင်ဇာတိဖြစ်မယ်အဲ့တော့ဝေဒနာသည်နာဤလက္ခဏာကိုရှုရနာရာကြီးကိုမရှုနဲ့ကြိုက်တာကြီးကိုမရှုနဲ့အောင့်တာကြီးကိုမရှုနဲ့ကြက်တာကြီးကိုမရှုနဲ့ပူတာကြီးကိုမရှုနဲ့အေးတာကြီးကိုမရှုနဲ့ထုံတာကျင်တာအောင့်တာဒါတွေကိုမရှုနဲ့ဝေဒနာပါလားဝေဒနာဒီနာပါလားနာဤလက္ခဏာခံစားမှုသဘောတရားသာရှိပါလားလို့အဲ့ဒီလိုရှုနာဤလက္ခဏာသာရှုသောတာပန်ကြီးဖြစ်ချင်ရဲ့သောတာပန်ဖြစ်ချင်နာကိုရှုဝေဒနာနာရာကြီးရှုရင်ဒိဋ္ဌိဘယ်တော့မှအပယ်လေးပါလည်းမလုပ်ဘူးအဲ့တော့စိတ်တွေဟာအပယ်လေးပါသွားစီတတ်တဲ့စိတ်နတ်ပြည်ကိုသွားမဲ့စိတ်လူပြည်ကိုပြန်မဲ့စိတ်တွေအမျိုးမျိုးရှိတယ်ဒါကြောင့်မို့လို့စိတ်တွေဟာအခုကတည်းကအလေးအကျင့်လုပ်ပြီးတော့ဝစီဘောဝင်ကြအခုကတည်းကမှဝစီဘောမှမဝင်လို့သေဃာလိဆဲဆဲကြမှာဝစီဘောဝင်လို့မရဘူးနာရာကြီးသိရင်၄ဘက်ထောက်ရက်ဆင်းရမယ်လားမနာရာကြီးသိမယ်ကြိုက်တာကြီးသိမယ်ပူတာကြီးသိမယ်ဆိုလူ၁၀သိန်းစီလူတယောက်မဖြစ်ဘူးဘာတွေဖြစ်မလဲတဲ့အပယ်လေးပါ၄ဘက်ထောက်ပြီးတော့ခွေးတို့ဝက်တို့နွားတို့ကြက်တို့ဘဲတို့စိတ်တို့ဒါတွေဖြစ်တာဖြစ်ကြတော့ဘာကြောင့်လဲတဲ့နာရာကြိုက်တာလူတိုင်းသိတယ်ပူတာအေးတာလူတိုင်းသိထုံတာကျင်တာဒါတွေကလူတိုင်းသိတယ်အဲ့တော့ဒီအသိကနေပြီးတော့မိစ္ဆာဒိဋ္ဌိအသိကနေပြီးသမာဓိဋ္ဌိအမြင်အသိကိုသိကြဘယ်လိုသိမလဲတဲ့ဝေဒနာဒီနာဤသဘောကဘာလို့တတ်တယ်လဲဆိုတော့သူ့သဘောကိုကြည့်သူ့သဘောကဘာလဲတဲ့ခံစားတယ်အဲ့ဒီခံစားတဲ့သဘောလေးကိုသိသွားပြီတဲ့ခံစားပြက်ခံစားတင်တာလဲခံစားလိုက်တယ်ပြက်သွားတယ်တောင်းတာပေါ်လဲခံစားတယ်ပြက်သွားတယ်ထုံတာပေါ်လဲခံစားတယ်ပြက်သွားတယ်အောင့်တာပေါ်လဲခံစားတယ်ပြက်သွားတယ်ခံစားတာတခုတည်းလားသိတင်းတယ်ထုံတယ်ကျင်းတယ်အောင့်တယ်
ပူတယ်အေးတယ်လှုပ်တယ်ရွတယ်လို့မသိနဲ့အဲ့ဒီသိတာစေတသိက်တွေအဲ့ဒီစေတသိက်ချုပ်သွားမှမဟာသောတာပန်ကြီးတည်သွားလိမ့်မယ်စေတသိက်ချုပ်ရင်သောတာပန်တင်းနဲ့တောင်းတယ်လို့မရှိဘူးခံစားတဲ့သဘောတစ်ခုတည်းဖြစ်နေလိမ့်အဲ့ဒီလိုခံစားတဲ့သဘောတစ်ခုတည်းဖြစ်မှဒိဋ္ဌိပြုတ်မယ်အဲ့တော့ဒါကြောင့်မို့အခုကတည်းကအလေးအကျင့်လုံးပြီးတော့ဝစီဘောဝင်ရတယ်ဝစီဘောဆိုတာဗါလေတရားသမားမှဝစီဘောဝင်လို့ရတယ်သေဂာနိဆဲဆဲကြမှာဝစီဘောဝင်လို့မရဘူးဘယ်ဝစီဘောဝင်လို့ရမလဲသေဂာနိဆဲဆဲငကိုယ်တော့ကနာရာကြီးသိတယ်ကြိုက်တာကြီးသိတယ်ထုံတာကြီးသိတယ်အောင့်တာကြီးသိတယ်အလေးအကျင့်လည်းလုံးမထားဘူးသေဂာနိဆဲဆဲကြတော့ပူတာကြီးကြိုက်တာကြီးပဲသိတယ်လေးဘက်ထောက်ရက်ဆင်းမယ်ပူတာကြိုက်တာထုံတာကျင်တာအောင့်တာကိုမသိနဲ့ဒါတွေသိလိုက်ပြီဆိုလို့ရှိရဲ့သွားရောအပယ်လေးပါသွားတည်တတ်တဲ့စိတ်အပယ်လေးပါသွားမဲ့စိတ်ကဘယ်စိတ်လဲတဲ့သေဂာနိဆက်ဆက်ကြတော့ဓာတ်ကြီးလေးပါတစ်ပါးပါသတ်တယ်ခန္ဓာကိုယ်ကြီးတောင့်တင်ပြီးမေးခိုင်လာတော့ငါကိုယ်ကြီးကတင်းတယ်တောင့်တယ်ငါတော့မေးခိုင်လာပြီဆိုရင်ငါတော့လေးဘက်ထောက်ပြီးရဲရတော့မယ်လို့တစ်ထစ်ချမှတ်တော့အဲ့ဒါအပယ်သွားမဲ့စိတ်